စွာဘုရားကလို့ပြောရမှာဒုက္ခစကိယ6နှစ်တုံးကျင့်တာအယုကြည်ကြည်အကြီးခံကျင့်တယ်ပေါ့ဒီဘုရားတော်ကဒီလိုကျင့်ကြံအားချုံနေတယ်ဒီတရားစခန်းမှာရှိတဲ့ယောဂီတွေကလည်းပဲဒီလမ်းစဉ်အတိုင်းကျင့်နေတယ်သူတို့တောင်မှဒီစာမိုးဝဲတွေဖြစ်နေတာငါရောဒီစာမိုးဝဲဝင်ဖြစ်ငါမအောင်ရမယ်ပေါ့အဲ့လိုသဘောနဲ့စပြီးတော့စကိုင်းဗီလာလေစကိုင်းဗီလာတိုက်ပြီးသေးတဲ့လူတွေကိုလေစိတ်ထဲမှာတွေးတော့သူတို့တော့မှပဲသူတို့တော့မှပဲတိုက်ပြီးဘယ်လိုသေးသွားတော့ကျွန်တော်ငါဒီဝေဒနာလေးကိုမကြော်နိုင်ဘူးလားအဲ့စာအုပ်ဖတ်ပြီးတော့မျိုးသမီးရဲ့ဆရာမကြီးအဲ့နဲ့သွားတာတနားရီ2နာရီ3နာရီထိုင်တာလက်နဲ့လန့်သွားတယ်ကြောက်လက်သူ့စားမှာလန့်နဲ့ဟုတ်သလားသူဟာဒီတမာတိရရင်ရတယ်ဆက်သွားတာပါပဲဒီဟာခန္ဓာတော့ပြသူဟာခန္ဓာကမပြဘူးရိုးသွားတာစိတ်ပြက်ပြီးခန္ဓာပြတဝဲနဲ့တဝဲကိုလည်းမတူဘူးပြတစ်ချိန်နဲ့ချိန်လည်းမတူဘူးပြပြတာဒါပေမဲ့ဟိုဖြုတ်တယ်ဆိုတာကလည်းဒါကိုပြမယ်ကိုကကိုချက်နိုင်မှဒါကိုဖြုတ်တာလေပြတ်တယ်မရှိတဲ့ဟာကိုဖြုတ်ဖို့ဆိုတာခက်တယ်ဘူးတမာရီအရန်များသွားလို့ရှိရင်ဒီကစကန်အခုထွက်လာတယ်မနဲ့လည်းထိုင်ညလည်းထိုင်ဒီကတမဲအဖေဖေအဲ့လိုလုတ်လို့ရှိလို့ရှင်တင်မင်လို့ရခွာလို့ကုန်တယ်အဲ့လိုဒီတိုင်းခွာလို့ကုန်တယ်အဲ့လိုဘာလို့မရဆိုတော့မပြောရတယ်နားမလဲတော့ချက်ဟိုဒါဘာလို့ခွာလို့မရတော့ဟိုသမာဓိကတော့သမာဓိအချိန်ရလေအများတဲ့အခါကျတော့ဒီကိုကဖြုတ်ချင်တာအောင်ဖြုတ်လို့မရဘူးဆက်ပြီးတော့ဟိုကအားဆက်ပြီးတော့ထိုင်နိုင်တယ်ပေါ့သူတနာရီနဲ့ဆက်နိုင်ပေါင်းမှာဆက်ဆက်ထိုင်လို့ရတယ်သူကအဲ့လိုထိုင်နေတဲ့အချိန်မှာအရန်အေးချမ်းနေလို့ကိုမဖြုတ်ချင်တာအဲ့လိုမျိုးဖြစ်တာအရန်အေးချမ်းနဲ့အရာတာကိုတော့ဘယ်လိုပြောရမလဲအမှန်နဲ့သတိနဲ့ဆက်အမှန်နဲ့သတိနဲ့ဆက်နေရတယ်တော့အဲ့လိုမျိုးဆက်ရတော့မဖြုတ်ချင်တော့တာပေါ့တော့မဖြုတ်ချင်တော့တာဖြုတ်ချင်တော့သူကျွန်တော်တို့ကပုံမှန်ဆိုရင်ကျွန်တော်တနာရီလောက်ဆိုကျွန်တော်တို့မရအောင်ညောင်းညကြိုက်ခဲလာကျွန်တော်တို့လည်းသူကမဟုတ်ဘူးတခါဆက်အဲ့တနာရီကိုကြော်သေးတယ်ဒါမှမဟုတ်သူပြောတယ်တနာရီခွဲလောက်ဖြစ်တယ်သူကြောင်မဖြုတ်ချင်ဘူးလေဆက်ထိုင်လို့ရသေးတယ်သူများတွေပုံထသွားလို့အဲ့လိုထိုင်နေရတာမှာစူးစမ်းနေရတာမဟုတ်ဘူးလေနော်ပေါ့ကိုဒီတိုင်းလေးပဲထိုင်အဲ့ဒါကတခုနေရမှာဒီကျိုးသားနေရမှာဘူးပေါ်ပါတခုနဲ့တော့တစ်စိတ်ဖြစ်နေတာလေဒီခန္ဓာငါဆိုတဲ့ခန္ဓာကိုယ်ကြီးမရှိတော့ဘူးအထက်မှာဖြစ်နေတဲ့ဟိုပြောရမယ်သဘောတရားလေးတွေဟိုနာဘယ်လိုပြောရမလဲဟိုဖြစ်နေတဲ့ဟိုထက်ခနဲ့မာသဘောဟိုပျော့သဘောအဲ့ဒါလေးပဲစိုက်ကြည့်ပြီးခုပြီးတစ်ခုတစ်စိတ်ဖြစ်နေအဲ့ဒါကိုမှတ်ထားတယ်ပေါ့ခါကြမ်းတဲ့ဟာကြီးတွေတွေ့တာပေါ့ထိုးဝါကျမ်းတဲ့ဟာကြီးခါကြသဘောအေးသဘောနဲ့သူကကျမ်းတယ်လို့သိတဲ့အချိန်ကဘယ်လိုလေးစိတ်ကလေးပြောင်းလိုက်ကျမ်းတယ်လို့သိတဲ့အချိန်အဲ့ဒါကြီးအရန်ကျမ်းတဲ့ဟာတွေရှိတယ်ဘာလို့ဟိုနေ့မှာညာသိန်းတောင်ခိုင်းဘလို့ကျမ်းတာလဲဆိုတော့ဒီလိုကိုမှန်ရနေပြီးတော့ဒီဘယ်လိုပြောရမလဲဟိုဒီတင်မအောက်တီကနေပြီးတော့ဟိုဘယ်လိုပြောဒီတင်မကြီးကိုမမြင်ဘူးကွယ်ဟိုအလုံးကြီးခံတယ်လို့ဒူကြီးခံတယ်လို့ဟိုသဘောတရားအဲ့လိုမျိုးကြီးခံတယ်လို့အမှုလုံးကြီးခံနေဖြစ်ပြီးတော့အဲ့ဒါကြီးကဘလို့ဖြစ်လာတော့ဆိုးဝါလာတာဟိုလမ်းကျိတ်ဆက်ကြီးနဲ့ကိုယ်ဟိုဖိချအရင်အဲ့ဒါကိုစိုက်မှတ်ပြီးတော့ခံတွေးရနေပြီးတော့အဲ့လိုသူကသူစိုက်ကျင်းရနေဆိုးဝါးကြီးဖြစ်တယ်ဖြစ်ကောကိုကအဲ့ဒါကိုစိုက်မှန်းရနေပြီးတော့ဒီသဘောရောလိုက်တိုးလိုက်သူကသူဖွာနဲ့ဆိုပြီးတော့လိုက်ခြေပြားပေါ့အဲ့ရနေပြီးတော့ဖွာနဲ့အေးတာခေးနဲ့ထွက်သွားပြီပြီးတော့ပေါ့သွားပြီအဲ့ဒီလမ်းကျိတ်ဆက်ကြီးကြမ်းကြီးတွေကနေပြီးတော့အဲ့လိုမျိုးပျောက်တယ်ပေါ့အဲ့လိုမျိုးခံပေါ့ပါလေးဖြစ်တယ်ပေါ့အဲ့ပေါ့ပါပျောက်သွားတော့ကိုကငိမ့်အေးသွားပြီဆိုလို့ချင်းအဲ့လိုငိမ့်အေးကြတာကိုအဲ့ဒါယူသွားမတွေ့ဘူးခါထပ်ပြီးတော့တခြားစိုက်ကြည့်ပြီးတော့နောက်ဘူးပြောမယ်ခုနပေါ်တဲ့ထက်ခနဲ့ဟိုဒီနာပေါ်တဲ့ထက်ခနဲ့အကျော်လေးတွေအဲ့ဒီစိုက်မှတ်အဲ့လိုမျိုးမှတ်ပေါ့ပါတော့ရှိတယ်ခါကြအရန်ကြံမှတ်နေတဲ့သဘောလေးပဲကြည့်နေတဲ့သဘောလေးပဲကြည့်နေတဲ့သဘောတရားလေးကိုစမှတ်တဲ့အချိန်တုန်းကကိုက
အဲ့ဟိုထဲမှာဗာလဲမိုးကုတ်စာတွေ့အရင်ယူတယ်စာတွေ့အရင်ယူပြီးတော့အဲ့လိုမျိုးဟိုဘလို့စာတွေ့ယူပြီးတော့ဘလို့တွေ့လဲဆိုတော့မြတ်စွာဘုရားကလို့ပြောရမှာဒုက္ခစတိယကို6ခင်တုံးကျင့်တာအယုတီတီအကြီးခံခံကျင့်တယ်ပေါ့ဒီဖျားတောင်ကဒီလိုကျင့်ကြံအားချုံနေတယ်ဒီတရားစခန်းမှာရှိတဲ့ယောဂီတွေကလည်းပဲဒီလမ်းစဉ်အတိုင်းကျင့်နေတယ်သူတို့တောင်မှဒီစာမိုးဝဲတွေဖြစ်နေတာငါဘောဒီစာမိုးဝဲဝင်ဖြစ်ငါမအောင်ရမယ်ပေါ့အဲ့လိုသဘောနဲ့စပြီးတော့နောက်တစ်ခုကြားလိုက်ကြအောင်အဲ့ဒါနေပြီးတော့ကိုမှတ်တယ်အဲ့တော့ကတော့စာတွေးသဘောနဲ့ကိုပြမယ်အရင်စိတ်ထက်တန်တဲ့အချိန်မှာမှတ်တာပေါ့နော်ပြီးတာတော့တည်တယ်နောက်ဗမာသွားတည်တယ်ဆိုတော့မဟာစီရောက်သွားမဟာစီရောက်တယ်အဲ့မှာပို့ပြီးတော့အဲ့အလင်းတန်းတွေပြတာတို့မြောက်တယ်လို့ခံစားရတာတို့နဲ့ပြီးတော့ဗာလဲဟိုရင်းနေဗာလဲခံနေပါဟိုကအဖြူတွေအဝါတွေအနီတွေလေအဲ့လိုမျိုးကြီးတွေလေဟိုကမီလုံးတွေလေအဲ့ဒါမျိုးတွေဖြစ်တာတို့မဟာစီရောက်မှာအဲ့လိုမျိုးတွေ့အဲ့လိုမျိုးတွေပြီးနောက်ထပ်ထပ်မှန်ထိုင်မှန်ရတယ်အဲ့ဒါတွေကဘယ်ပြောမလဲဒါတွေကဟိုကိုယ့်အတွက်ကဒါတာယာလို့မရဘူးလေအဲ့ထပ်မှန်ရတယ်ကိုယ့်ရဲ့ခုနောက်ပိုင်းတော့ဘလို့မှတ်လဲဆိုတော့ခုခန္ဓာကိုယ်မှာရှိတဲ့အဲ့သဘောတရားလေးတွေပဲရှောက်ပြီးတော့တောက်တောင်းတယ်ကျန်တဲ့ဟာဘာမှမရှိတော့ပေါ့ပါအဲ့လိုဖြစ်နောက်ပိုင်းအဲ့လိုမျိုးပဲတွေ့တယ်ကိုမှတ်တယ်နားမှန်လားမှန်လားမိုးကုတ်နဲ့မိုးလီပြောတာပါမိုးကုတ်နေတော့မဟုတ်ပါဘူးပြောချင်တာကစကလုံးလေးနဲ့ပြောတာမိုးကုတ်နေနဲ့ပုံပြီးဆက်လာမဟာစီနီးနဲ့ပုံပြီးဆက်မဟာနီးနဲ့မိုးတော့မိုးကုတ်နီးနဲ့ကျတော့ကိုကဝင်လေထွက်လေနဲ့စားတဲ့အခါကျတော့ဒီဝင်လေထွက်လေဘာမှမပေါ်တဲ့အချိန်ကျဝင်လေထွက်လေသဘောတရားလေးတွေကိုမှတ်ပြန်ပြီးအဲ့ဝင်လေထွက်လေကိုအကြာကြီးသူကသူထွက်သွားတဲ့ဟာလေးနဲ့တည်တယ်ဝင်သွားတဲ့ဟာလေးနဲ့တည်တယ်တီးသွားပြီးလဲပြီးရောဒီဟာလေးပဲတောက်လျှောက်ကြီးမှန်တာပါနော်နောက်အဲ့ဒါတီးပြီးပြီးနောက်ကျန်တဲ့ခဏပေါ်တဲ့ဟာလေးတောက်လျှောက်တော့ပေါ်တာဒီပြန်အပြင်ဘေးမှမဝင်ဘူးတရားစကန်ရောက်လို့ရှိရင်အဲ့တော့တရားစကန်ရောက်တာနဲ့ကိုကဘလို့တွေးလိုက်လဲငါဒီဟိုဘာကိစ္စလားငါအချိန်ကဘယ်နဲ့ရက်ပဲရတယ်အဲ့ဒါပဲတွေးတယ်ငါရတဲ့အချိန်ငါရအောင်ဒီတရားစခန်းဝင်အချိန်ကိုနှမျောတတ်တာအပြင်မှာတစ်လဖြုံးတာနှစ်လဖြုံးတာလွယ်တယ်ဖြုံးလဲဖြုံးတာပဲဒါမှလာဟုတ်တယ်ဖြုံးပြတယ်အပြင်တဲ့အချိန်ကိုတက်ပြီးအောင်ကြီးလာကြတယ်ဒါပေမဲ့တရားစခန်းဆိုတော့ရဖန်ရခ9ရက်တို့9ရက်တို့10ရက်တို့ဝင်ရတယ်အဲ့ဟာအပြင်မှာနေတဲ့တရားစခန်းတစ်ရက်ကပြင်မှာနေတဲ့တစ်နှစ်နဲ့မှမတူတာဆိုတော့အဲ့တရားစခန်းရဲ့ကတရက်ပြီးတရက်ကုန်သွားမဲ့ဟာကိုကနှမျောတတ်ဟောတရားစခန်းထွက်သွားလို့ရှိရင်ငါအိမ်ရောက်မလုပ်ဖြစ်တော့ဘူးဒီတရားစခန်းပွဲမှာပဲငါကနောက်ဆန်တင်းပင်းပေါ့နောက်ဆန်ကင်းနဲ့စိတ်အေးလက်အေးနဲ့စားဖို့တောက်ဖို့နေဖို့မပူရပဲလေလောက်ရတာအဲ့တော့နှမျောတတ်ဖို့တို့ဒါကြောင့်မလို့အဲ့ကြလို့ရှိရင်အချိန်တိုင်းကိုအဲ့ချိန်ကလွဲလို့ပေါ့အချိန်တိုင်းကိုတန်ဖိုးရှိနဲ့အသုံးချခြင်းနဲ့တရားတွေကသူ့အတူမြင့်တက်လာအဲ့ဒါကတစ်ချက်ပေါ့ဟိုအချိန်တန်ဖိုးချင်းမတူတာပေါ့အပြင်မှာတာကျူးမရကျွေးမှုနဲ့တာကျူးရှိမရှိပေါ့နောက်ကတော့ဘောဟာနဲ့ရှာဖွေရတဲ့အချိန်အခုတို့အချိန်တွေပြပါနေနိုင်ပေမဲ့လို့ဒီလိုတရားစခန်းအချိန်တွေလည်းမနေနိုင်ကြ6ကတ်ပြင်းရှိကိလေသာကာမဂုဏ်တွေကနေပြီးတော့ရေရငါ့ကိုကုန်းမဆွတ်တင်လိုက်တယ်လို့ပဲကိလေသာကာမဂုဏ်တွေမှာပျော်နေကြစိတ်ငါ့ကိုကုန်းမဆွတ်တင်လိုက်တယ်လို့ကိလေသာအာယုကနေလွတ်တဲ့နေရာကိုစိတ်ကိုပို့လိုက်တဲ့အခါကျတော့အဲ့စိတ်ကမနေတတ်ဘူး6ကတ်အဲ့တော့ပြောချင်တာကဒီလိုအချိန်ကိုတည့်ပြီးတည့်ကုန်သွားပါလားငါနောက်ဆိုရပါတော့9ရက်စကားဝင်တယ်ဒီနေ့စဝင်ဟာငါနောက်ထပ်6ရက်ဆိုတာထွက်ရတော့မှာပါလားဆိုတော့လက်မျောတတ်1ရက်ထက်အဲ့လိုမှမဟုတ်ဘူးနဲ့ဟာတရားစကားထုတ်ဖို့နီးပြီဆိုတော့ကွာပျော်နေလို့ကတော့မရဘူးတရားစကားထွက်တဲ့နေရာထောင်အောင်ထွက်တဲ့နေလို့လားဟိုကခုနကပြန်စအောင်ကျမခုနကအားထုတ်တဲ့ဟာနီးမှန်လားမသိဘူးအဲ့ကိုသူကပြောတဲ့မိဘဟောကပဲပြန်ကောက်မှဆိုလို့ရှိရင်အဲ့ဒါကမိုးကုန်းနဲ့40လားမဟာစီနဲ့40လားဆိုတော့မိုးကုန်းနဲ့လည်းမ40ဘူးမဟာစီနဲ့လည်းမ40ဘူးသိလားအခုလက်ရှိဟိုအနေမှာသွားနေတဲ့ကျက်စင်လမ်းကြောင်းပေါ့ကျက်စင်လမ်းကြောင်းကဒါကမိုးကုန်းနဲ့လည်းမ40ဘူးမဟာစီနဲ့လည်းမ40ဘူးအနည်းဆုံးပြောရမယ်ဆိုလို့ရှိရင်အဲ့ဒါသစ္စာဒီပကနဲ့ပဲ40နေတာသစ္စာဒီပကနဲ့အဲ့ဒါကွက်တီပဲသူသွားတာဟို
တက်သဘောကိုသွားနေတယ်နော်အဲ့ဒီသဘော ဓာတ်သဘောပရမတ်သဘောစီသူကဓာတ်ရိုက်သွား ဓာတ်ရိုက်သွားနေ ဓာတ်ရိုက်သွားနေတာ ပရမတ်သဘောဓာတ်ရိုက်သွားနေ သူပရမတ်စီ ဒါပေမဲ့ तू ကအဲ့ဓာတ်တွေကို ဓမ္မနုပတ် စာပေနဲ့နားမလဲဘူးကျွန်တော်မြင်သုံးသပ်နေတာတက်လား သူ့ရဲ့လမ်းကြောင်းကဖြောက်သွား ဖြောက်နေတယ် ဖြောက်နေ ကောင်းတယ် ရန်နှီးဆက်နေပြီ तू ကောင်း လမ်းကြောင်းကရောက်နေ ပရမတ်လမ်းကြောင်းပေါ်ရောက်နေ အဲ့ဒါ ဒီလိုပြောရ ကိုဟိုကကူးလို့ရှိရင်အဲ့လမ်းကြောင်းပေါ်ကူးသွားမှာ ဘယ်လောက် အဲ့ဒါကူးသွားတာလည်းဒီပဲနေတယ် ဘယ်လောက်ကြည့် ဟုတ် ကောင်းတယ်ငယ်လေးတွေကျမဟို10တန်းမဟုတ်ဘူးငယ်လေးကမဟုတ်ဘူး10 ဆရာ တ ဆရာ န်း ဘယ်နှခုလောက်ရှိလဲ 10တန်းစာမိုးပြီးရောဖေးအားဆုံးအောင်ဆုံးလဲဆုံးအောင်အမေကဟိုတင်ဒုက္ခရနေရှင်းတန်းနေရတဲ့ခါကျတော့လုပ်ပြမယ်အမြဲတမ်းဖေးဈေးရောင်းလိုက်ကျမပတိစိတ်တယ်ပြီးရွတ်ဖတ်တဲ့နေတာအဲ့အချိန်မှာဘာလို့ပြန်မူစလင်ဦးကြီးကနေပြလာပြီးတော့အမြဲတမ်းကျမပတိစိတ်တယ်ဘုရားရှိခိုးတဲ့တရားအဲ့လိုမျိုးပဲလုပ်နေတဲ့ခါကျသူကဘယ်လိုပြောလဲနင်းနဲ့ညို့တဲ့ငါတောက်တော့ပြီးမယ်တဲ့နင်းနဲ့ဟိုဘာမှဟိုတရားစကန်ဝင်တဲ့စာအုပ်ကိုမဲပေါက်တဲ့စာအုပ်လေးသူကပြေးပြီးတော့ကောင်းချလိုက်ပါဖြတ်တယ်လူသွားပြီနင်းမဲပေါက်တယ်တဲ့အဲ့ဒါတဲ့ဟိုကလူတရားမှာတယောက်တောင်ပေါက်ခဲတယ်ပေါ့ကွယ်နင်းဝင်မလားတဲ့ဒီမှာအိမ်မှာခက်ခဲနေတဲ့အချိန်ကျတော့စိတ်လဲဝင်စားတယ်ဝင်ဖို့ဆိုတာနောက်ကျောင်းကလည်းနောက်လည်းပဲပြန်ခဲ့ရတယ်ချစ်ကိုလည်းဝင်ခြင်းတဲ့အခါကျတော့စိတ်တွေကလည်းဖြေပြားနေတဲ့အခါကျတော့ဒီမှာမဲပေါက်တက်မှာတစ်ခါမဲပေါက်တာပဲဒီမှာဝင်လိုက်တာအဲ့ဒီမိုးကုတ်ကိုတန်းရောက်သွားတာအဲ့တော့ဖုန်းကြောင်တန်းရောက်သွားတာတန်းရောက်သွားပြီးတော့ဟိုကနေပြီးတော့အဲ့ပရိသတ်တပုတ်ပတ်ဖုန်းလုံးလဲပုံကျမအရင်စိတ်ဝင်တာတိလားတောင်းနဲ့ဘောပင်နဲ့ဒေယူသွားတယ်အမြဲတမ်းမြတ်စွာဘုရားလည်းအမြဲတမ်းကြည်ညိုကျမအရင်လုပ်ရမယ်ရမ်းကြိုက်တာအဲ့ဒါကြိုက်ကောဘယ်လိုပြောမလဲအမြဲတမ်းအဲ့ထဲကိုပဲတစိုက်တက်မတ်နဲ့ကျမလုပ်တာအဲ့ဒီကထွက်လာပြီးကျမအမြဲတမ်းလုပ်တာဟုတ်တယ်လုပ်ပြီးတော့ပြောနောက်ကျတော့အဲ့ဒါပြီးတော့ကျမဒီတရားမှတ်ရတာမတင်းတိန်တော့မကုတ်ဆိုတာနည်းနည်းဘယ်လိုပြောမလဲ ကြော် သူကပြောတယ်အဲ့ပြောတာဟုတ်ဟုတ် စာတွေ့ပဲပြတဲ့ခါကျတော့နည်းနည်းဟိုဘယ်လိုပြောမလဲသူများတွေမြင်လို့ရှင်တော့သူများတွေကတော့ပေါက်နဲ့သွားတယ်ကိုကလေးနဲ့ချင်တာပေါ့နော်လေးနဲ့ခံခါရတော့ဒီဘက်ကတဲ့မဟာစီရှိရဲ့တဲ့စက်ဝင်မလားဆိုဟိုကလည်းအရှင်ကမဆက်နိုင်တဲ့ခါကျစက်ဝင်လိုက်တာညအဲ့ဒါမှ3နာရီလည်းပဲကျမထိုင်တာပဲ3နာရီခွဲလဲထိုင်တာပဲနောက်ဖုန်းကြီးရတာမှပဲစွန်းနေပါလေလွတ်တဲ့ခါကျတော့ဟိုဘယ်လိုလဲ ဆုံးအောင်လုပ်တယ် ဟိုရင်းနေအောင်စလုံးမီအောင်လာကြွေးရတယ်လေအကုန်လုံးသူ့ရှိကိုလာပြီးတော့ကိုဘယ်လိုပြမလဲအဲ့နင်းတရားမှတ်တဲ့အခါမှာဘာတွေပေါ်လဲဆိုတာအကုန်လာလျှောက်ခိုင်းတယ်ကျမပေါ်ကဖုန်းကြီးက view site တယ်ကိုအဲ့အချိန်မှာကိုနကအဲ့စိမ့်သိမ့်တွေပဒိုင်းတွေကိုတွေမြောက်သွားတယ်လို့ခံထားရတယ်ဆိုတာအဲ့မဟာတီမှာအဲ့မှာကျမလုံးဖြတ်ပြီးတော့လို့ငါဒီတန်တရားကိုဆင်းရနေပြီးတော့လူဘဝကြီးရှေ့ဆက်ချောက်လဲဘာမှအကျိုးပြောငါဒီလောကထဲပဲဝင်တော့မယ်ဆိုကျမတိလက်ရှင်ကိုပလိုက်တာအဲ့မှာတိလက်ရှင်အဲ့မှာတောက်လျှောက်ဝက်လိုက်ပြီးတော့အဲ့မှာကျမဆက်ပြီးတော့မှတ်တာပေါ့အဲ့အချိန်ကခုတည်းကိုမပြတ်နိုင်တာပေါ့ခါထပ်ပြီးမှတ်တဲ့ခါကျတော့သူ့ခါနဲ့သူအချိန်မိတယ်ဘာလို့ငငယ်ကအားထုတ်လာတဲ့အချိန်နဲ့ကျတော့မိတယ်ဒီမှာဒီကပဲငါမိတယ်လို့အထက်တိုင်းမိတယ်မဖြုတ်ချင်ဘူးလို့တမားတွေကဖြုတ်ထားပါကိုမဖြုတ်ချင်ဘူးဘာလဲတစ်ခုပြီးတစ်ခုပြီးထက်ပေါ်တဲ့အခါကျတော့ဆက်တိုက်ပေါ်တဲ့အခါကျတော့မဖြုတ်ချင်ဘူးလေဟိုကမှတ်ပြီးတော့မှတ်ရတာဘယ်လိုမှမလဲ ကောင်းတယ်မှတ်အားကောင်းတယ် အစင်ပြေဆိုတာလည်းပဲဒုက္ခဝေဒနာဖြစ်သွားအောင်ပဲပေါ့ဆိုသူတရားကတောက်လျှောက်ဆက်တဲ့နဲ့တွေ့နေတဲ့အခါကျတော့ဖြုတ်ရတာကြခက်တယ်လေချုပ်လို့တခါတခါဒီမှာဆက်ပြီးတော့ဆက်ငါချုပ်လို့မရဘူးခဏပြောကောင်းတယ်ရမ်းကောင်းတယ်အဲ့ဒါကဘာအကျိုးကျေးဇူးရလဲဆို ကျွန်တော်3ချိန်ရှိပါပြီနော် ဟုတ်တယ်တော့ဒီ တရားမှတ်ခြင်းကဘာအကျိုးကျေးဇူး သစ္စာတိပကမှာတကြီး စိတ်ကငြိမ်တယ် မနေ့ကမြစိမ့်တော်မှာဒီနေ့ကမိုးပေါ် သူစက်တီကမှထိုင်ဘူးလေ တော့ အဲ့ကြောင့် तू သစ္စာမထိုင်တော့ဘာလို့ကိုမသိမရလိုက်မရတာကိုဝိုင်းရင် အမှားအမှန်ရနေတာ ကျွန်တော်တို့ပြင်တည်တဲ့ဟာတွေနဲ့ဥကြည့်ပြီးတော့တခြားစီ ဘာလို့လဲဆိုတော့ဒုက္ခတွေဘလောက်ရ တခြားစီ ချင်းတိုင်းတိုင်း ဒေးသွားတာ စ
စိတ်ဆင်းရဲတာကြီးတော့လူတိုင်းမှာရှိတာပဲအဲ့မှာအဲ့စိတ်ဆင်းရဲတာကို ကိစ္စဝိဇ္ဇာ ကိုယ်တရားနဲ့မှတ်ပြီးတော့ဖြေလို့ရတယ် ပတ် တော့လောကရန်ခုနကလောကရန်ရှင်းပါတော့ရှိတာလေ တီးရတယ် စိတ်ချမ်းသာတဲ့ဆိုရှိဘူးလေဒါပေမဲ့အဲ့ဒါတရားမှတ်ခြင်းနဲ့နည်းနည်းခံနိုင်တယ်ဟုတ်လား ခုမထိုင်ပြဘူး တိုင်းပြ အဲ့လိုမျိုးကြိုးကြည့်ရ ကိုထိုင်နေ ကောင်း ကြည့်လိုက်ထိုင်နေတာရတယ်အဲ့ဒါမနေ့က အားလုံးတရားစကားဘာနဲ့ချိန်ရှိ စမလားတရားစခန်းကနည်းနည်းချင်းရှိလေအဲ့အဲ့လောက်တော့ရှိမှာပေါ့ ဒီကဒီနေ့မှာ10နေတော့ကြောက်ပါ အဲ့လောက်တော့ရှိမှာပေါ့မဟာအရင်ဆုံးမိုးကုတ်ကိုစားတွေ့လက်တွေလိုက်တယ်ပြီးလည်းပြီးတော့မဟာစီလိုက်တယ်ဒါအဲ့လိုမျိုးလိုက်တယ်ပေါ့နော်လိုက်ပြီးတော့ခါတခါကျဒွိဟဖြစ်တယ်သူတို့ဖြစ်ပြားလေးစီးတဲ့ခါကျဒုတိယဖြစ်တယ်ငါရှောက်နေတဲ့လမ်းစဉ်မှန်ရလားငါရှောက်နေတဲ့လမ်းစဉ်မှန်ရလားအဲ့လိုမျိုးအမြဲတမ်းဒွိဟဖြစ်တယ်ပေါ့သူကတော့မေးကိုမရွှေလာရင်မေးနဲ့လည်းပဲကိုကပြောပြတယ်ပြောတယ်ပေါ့သူကဘလို့ညာနေကိုကအဲ့ညာနေနေမသိဘူးအမှန်တကယ်ပြောရရင်တော့ကိုရှောက်နေတဲ့လမ်းတွေကတော့အော်လာ အားမထိုင်တယ် လာဒီလာ အားရပြီ လာအဲ့လာဒီလာ ဟဲ့မင်းစကားပြောနေတာဖြစ်ဘူးလေပေါ့လို့ ဟောသူကတစ္ဆာဒီပကမဟုတ် စာရီပါ အဲ့ဒါတခုပဲလို့တော့တာပေါ့အဲ့ကျွန်တော်ပူတိတောင်အောင်နော် တစ္ဆာဒီပကဝင်မဝင်ဟိုဘွက်ကြီးလေနော် နားဆရာတကြီး နားဆက်တယ် မဟုတ်ပြောနေရတယ်ဆိုတစ္ဆာဒီကကိုတော့မကိုက်လုံးဝကိုက်မြင်နေတစ္ဆာဒီကဆရာကြီးဦးကြည့်ပြောတဲ့ပုံစံတိုင်းတွားနေရလေတက်ကမထားဘူးတွား အမမြန်မာပြောလက်ကံ အဲ့ဒီမှာတစ်ချက်နားလေပြီပေါ့ဆရာကြီးကြောက်တော့အဲ့လေနားလေပြီ အဲ့ကြောင့်ကျွန်တော်သူ့ပြောတာ तू ကဒီအခုဒီနေ့ပေါ့ဒီနေ့မတိုင်မိနစ်တိုင်ပြီးကြဒီ2နှစ်3နှစ်ကလေးငယ်ကျွန်တော် तू ကဒီနေ့ကို2နာရီ3နာရီလောက်ဘယ်ပဲထန်ရွတ်နေတာ ထုံလုံးဝဖြစ်သွားပြီ ရွတ်နေတာကျွန်တော်ပြောတာ တော့ထုံပြနေ အယုတ်အလျှော့တက်လားအကျင့်ဘက်ကိုသွားတရားထိုင်နေအောင်သွားဥမာ3နာရီရွတ်တယ်မလား3နာရီမျိုး1နာရီပဲထားအဲ့1နာရီကကိုယ့်အတွက်ကိုတစ်စစ်ချိုးပြောင်းလဲသွားမယ်အခိုက်တာအယုတ်ကကုသိုလ်မရဘူးလားဆိုရတယ်နော်ဒါပေမဲ့အယုတ်ကခုနကပြောသလိုမဟုတ်ဟိုရှင်းပြောရတော့အသားဖြစ်လာဖို့ကမလွယ်ဘူးတက်လားအယုတ်နဲ့နှိမ့်မှမရောက်နိုင်ဘူးဒါပေမဲ့ကိုကနှိမ့်မှရောက်ချင်တယ်တမာတိကိုစနစ်တကျထူထောင်ချင်တယ်ဆိုရင်ပရိပတ်ပါတတိပတ်ထံကိုပဲတော့တတိပတ်ထံကဝင်လေထွက်လေတစ်ချက်ရှုလိုက်တယ်အဲ့တစ်ချက်မှာကိလေသာငြိမ်းသွားတယ်နှစ်ချက်ရှုရင်နှစ်ချက်ကိလေသာငြိမ်းသွားတယ်ဥမာပရိပဋ္ဌာန်းကြတော့အဲ့လိုမဟုတ်ဘူးတခါလေကျရင်ပရိပဋ္ဌာန်းရဲ့သဘောတရားကျွန်တော်တို့များသောအားဖြင့်ယူတယ်ဆိုရင်လာဘတက်ကနဲ့အကုန်လုံးဥမတိကြဘူးလားစီးပွားတက်ချင်လို့လက်လာဘတက်ချင်လို့ယာလူလိုချင်လို့အာနာလိုချင်လို့ဆိုတော့အဲ့ကုသလာဓမ္မအကုသလာတွားနေတယ်အဲ့တော့တရားအားထုတ်ပြီးဆိုတာနဲ့ပြန်လာတယ်မဲ့သူ့မှာရည်သူတောင်းတကြနိဗ္ဗာန်တစ်ခုပဲရှိတယ်မဟုတ်ဘူးလားအဲ့ဒီတော့ကျွန်တော်တို့ကငကိုတဲ့ဆိုင်နည်းနည်းကလမ်းကြောင်းကတော်တော်လေးကိုတန့်စင်သွားတယ်လို့ပြောလို့ရတယ်တဲ့အဲ့တော့ကျွန်တော်တွေ့တဲ့သူတိုင်းမျိုးသမီးတွေအများစုအဖြစ်အရွတ်တအားတန်တယ်ဘတ်စကားပေါ်ကြည့်လိုက်လေဘတ်စကားလေးလှုပ်ဘယ်ဟာကြည့်လိုက်မျိုးသမီးတွေလှုပ်နဲ့ရွတ်နေကြတာအရွတ်သိတန်တယ်ဒီမှာလက်ကလေးမှာဆိုလဲကွန်ပျူတာပတိတင်တယ်လေအဲ့ကွန်ပျူတာပတိနေရာမှာတတိပဋ္ဌာန်စိတ်ကလေးဝင်လာတရားစကားနဲ့ဝင်တဲ့အချိန်ကျရင်ဖုံနဲ့ဒီအမတ်တွေအဆက်ကခဏလေးကိုဖြစ်သွားမှာ ကိုတို့ဟိုရင်ကတရားစခန်းဝဲအများကြီးပေါ်တယ်ဆိုခက်ကောင်းတော့လေခက်ကောင်းတော့ပေါ်တယ်နောက်တစ်ခုကကိုဗစ်တွေဖြစ်လာတော့ကိုဗစ်ကလည်းတလိုက်ပြီးတလိုက်ဆိုတော့တရားစခန်းဝဲတွေကတောင်းလက်မခံကြဘူးနောက်ပိုင်းပြန်ဖွင့်တော့လည်းပဲကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်ပါမှဝင်ခွင့်ပြုကြတယ်အဲ့တော့ပြောချင်တာဒီနောက်ပိုင်းမှာတောက်လျှောက်နောက်ခုကြောင့်လည်းနိုင်ငံရေးအခြေအနေတွေကြောင့်ဟိုစားဝတ်နေရေးတွေမပြေလည်တာကြောင့်ဒီတရားစခန်းတွေဝင်ဖို့ကတော်တော်ခက်လာတော့ဒီဘောကခဏကိုသစ္စာဒီဘကအဲ့ဆရာနဲ့ဆိုတော့တကယ်ချင်းဆိုတော့ပြိတ်စီတော့ဆရာတို့စီမှာတရားစခန်းတွေပြန်မဖွင့်သေးဘူးလားပြီးတော့လွန်ခဲ့တဲ့3နှစ်လောက်ပါဖွင့်တော့မဖွင့်သေးဘူးဆရာကြီးတဲ့ဖွင့်မယ်ဆိုကျွန်တော်တို့ page ကတင်ပေးပါမယ်တဲ့အဲ့ဒါဆိုတော့အဲ့ရနေပြီးတော့မဖွင့်ပြလိုက်တာပြီးခဲ့တဲ့ကြံတွဲဟာ9ရက်လာမသိဘူးဖွင့်ကြံတဲ့9ရက်အဲ့နှစ်ပေါင်းများစွာပိတ်လာခဲ့တာကိုဗစ်တွေကပိတ်လာခဲ့အခုကြံတွဲ9ရက်ကပြန်ဖွင့်ပြီးခဲ့တဲ့ကြံတွဲပြောချင်တာတရားစခန်းတွေကအရင်လိုလွယ်ကူဝင်လို့မရဘူး။ဖောက်ဆိုလို့ရှိရင်
အခန့်တူဦးရှိရကိုထောက်ခံပေးမယ်ယဟန်အခန့်ဖြစ်တော့တရားယောဂီပေါ့အမြဲတည်းယောဂီပေါ့အဲ့ယောဂီတူကနေပေါ့ဒီလိုကကျွန်တော်တို့သိပါတယ်ဒီတကာကဦးစင်းနဲ့သိပါပဲဆိုတော့ထောက်ခံချက်ပေးရလူခံရှိမှဝင်လို့ရလူခံမရှိဝင်လို့ရသွားရတဲ့ဒီရုံးမှာသွားပြီးတည်င်းသွားဖို့လို့ရှိရင်ဘုသူဆက်လက်လာတယ်လို့မေးတာပြီးတော့ဒီဦးစင်းနဲ့ပါဆိုချင်အဲ့ဆိုအဲ့ဦးစင်းစီပို့ပေးလိုက်ဆိုတော့ဦးစင်းကနေတော့ဓမ္မဆရာတကာပမာလေးပါလာတော့အဲ့လိုတိုင်းဆရာချပြီးစီစဉ်ပေးတယ်အဲ့တော့ပြောချင်တာတရားစခန်းဝဲတွေကဝင်ရတာကြက်လာတယ်လို့မျိုးရှားလဲရှားလာတယ်ပေါ့နောက်တစ်ခုကကိုကလည်းအားဖို့လို့ကိုကလည်းအားဖို့လို့တယ်ဒါကိုကလည်းကျမ်းမာဖို့လို့အဲ့တော့အားလုံးအဆင်ပြေမှကိုဘက်ကနေပြီးတော့နောက်ဆန်ကင်းနဲ့ဝင်နိုင်မှဆိုတော့ဒီတော့မှမဝင်ဖြစ်တို့ဒီအားလုံးပေါ့ဒါမှမဝင်ဖြစ်နောက်ခုကိုလို့ဆိုလို့ရှိရင်အိမ်မှာနှစ်ယောက်ထဲလို့ဖြစ်ကလေးတွေရကုန်မှာဆိုတော့ပို့ဆိုးသွားဒါပေါ်တစ်ခါဆိုတော့ရတယ်အင်တကားပဲပြီးတာဝင်နေကြကိုတို့ဒါမိသားစုအကုန်လုံးအင်တကားပဲပြီးတော့ကိစ္စတွေကမဝင်ဘူးလေပိုကိစ္စရတယ်ဒီကိစ္စမရောက်ပို့တော့လူရှိတာမှမလျော်တဲ့ခက်ကြီးအင်တကားပဲပြီးသွားဖို့ဆိုတော့ခက်တာပဲအဲ့တော့ကောင်းတာလို့ပို့တယ်ကနေရာကဘေးကျန်တာချက်ဖြစ်မကောင်းတာလို့ပို့ပါလေးပဲသိပါ ပြန်ပေါ်လာကြ တကယ်သိအဲ့တော့ကျွန်တော်သိတယ်တကယ်တော့အိစာလေးဖတ်လိုက်တာကျွန်တော်ဘယ်လောက်တိုင်းတာပြီးသွားလဲဆိုတာ အစားတော့မနဲ့နိုင်ကွယ်ညနိုင်ကွယ်အဲ့လိုထိုင်တယ် ပြီးခဲ့တဲ့ခေါက်တော့ကိုသူကဖတ်မယ် မနေ့ပိုင်းမထိုင်နိုင်တော့ ကျွန်တော်ပါဇောင်းပြီး မနေ့ပိုင်းကိုလေသူကနည်းနည်းလေးဟို ဖတ် ဖြစ် တယ် လာ မတူဘူးလို့ပြောတာ မနေ့ပိုင်းလည်းမနေ့ထားနဲ့မီးကပြတ်တော်မယ်ဆိုတဲ့အတိအရှိနေတော့လေမီးလောက်ရမယ်မီးလောက်ရမယ်ဆိုပြီးအဲ့ဒါ ကပ်ပြားလေး အညာပိုင်းပဲပုံမှန်အဲ့လိုမထိုင်ရင်တခုခုလုံး တ နေ ကယ် လို့ ဇလန်အရှိန် ထိုင် တက် ပြီးပါကိုအဲ့ တောက်လျှောက်ဒဘရီနဲ့ဖတ်တာ အဲ့ဒါတကယ်ကောင်းတယ် အဲ့ဒီဆိုတာနဲ့ခေါင်းနဲ့ခေါင်းနဲ့ ဒီနားရ ငကိုကကျွန်တော်ခေါင်းနဲ့ခေါင်းနဲ့ထိအိတ်တာ အဲ့ဒီခါရ စားတာအချင်း အဲ့ဒါစင်းတော့ အဲ့အကျိုးကျေးဇူးကဒီစလို့ရ ခေါင်းနဲ့ခေါင်းနဲ့ရှိတယ်အဲ့တော့ အားလုံးကိုလေစိတ်ကဒုံဒုံချပလိုက် ပြီးသွားတာအဲ့ဒါတော့မှ မပြတ်တဲ့တော့ကလည်းခဏမေ့ထားနိုင်တယ် သူ့စားလဲနဲ့ကြောက်လဲကြောက်ပါတယ် အဲ့ဒါဘလောက်ပဲတရားထိုင်နေစိတ်လွတ်တယ်စိတ်ညာမျောလာ ဝါဆက်လိုက် အမျောတာကတိဖက်ကနေတခါလေးခဏလေးနဲ့တိခါကြအကြာကြီးမျောပြီးမှတိတာဒီလိုဒီကိုလိုက်နေတာသူ့လောက်ကို တိကန်တိကြပါပါလေးပေါ့ အကြာကြီးမျောပြီးမှဖက်ကနေတိတယ်ဘလောက်အဲ့ သူ့ ဒါ ရတော်မတူ ဟိုမပြည့်ဘူး တော်မတူလားကျွန်တော်ဆိုရင် ကိုသူရတယ်အဲ့လို ကျွန်တော်ကတော့အဲ့လိုပြောနေတာတော့နိုင်သွားတယ် နိုင်သွား နိုင် ဘာ သွား ကြ တယ် ရတယ် နိုင်သွားပြီးတော့ကျွန်တော်အဲ့ မီး ကျွန် ကြီး တော် က ဒီ စကန် လိုက်ဖြစ်တဲ့တက္ကနာမျိုးတိတ်မကြည့်ကျွန်တော်ဘယ်လိုကုသကံလဲ အဲ့ကင်မရာကိုပတ် တခါလေးနောက်ဆုံးတန်းရောက်သွား အတန်ကောင်းလား ဘာလို့တန်းရောက်သွားလဲ ဒီရုပ်ချက်သွားမလားကင်မရာ အဲ့ဒီ ပြေး ဇ သွား န် မလား ပိုင်းကိုမဝင်ရင် ပြတ်သွားမလား အဲ့ဒီချက်ကလေး နားမထောင်ကျင်တဲ့ နည်းနည်း နား လေး ထော ပူ င် စား ရတယ်ဗျာမကြည့်ကျင်တဲ့ကြည့်ကြည့်ရ ဝင်တဲ့တော့ကပြောက်ဖို့ပြောက်ဖို့ဖြစ်နေတာဘာလို့ပြောက်ဖို့ဖြစ်နေရလဲဆိုတော့အာဆူဆိုင်မှုကြားတယ်ကြားတယ်တော့ဆိုင်ဆိုင်ဆိုင် လိုက်ကျင်လာတော့မဟုတ် လုံးဝလည်းပြောက်ပြီးသွားတယ်ခန္ဓာကိုယ်လည်းပြောက်ွယ် အောက်ဖက်လိုက်တဲ့အချိန်မှာ ဒီအတိစိတ်လေးတစ်ခုပဲရှိနေပြီဒီအတိစိတ်လေးတစ်ခုပဲရှိတာပါရုပ်တရားကြီးကဘလို့မှခံစားလို့မရတော့ အဲ့တော့ဟိုအဲ့ ဘူး တော့ ငယ်ပြောရင် ညဘက် ဒီရုပ်ဒီကျွန်တော်ဒီခံသိနေတဲ့ဒီရုပ်တရားကြီးကတကယ်ကျတော့သဘောလေးပဲရှိတာပါလားလို့အဲ့တော့မှသိသွား ကျေးဇူးတင်တာ အဲ့ဒီအဆင့်တော့ရောက်ပါ တိလိုက်တဲ့အချိန်မှာကိုဝင်းကျော် အဲ့ဒီအဆင့်ရောက်သွားအမဥစားကျွန်မပြောသလို ကိုဘစ်ဆိုတီတီအဲ့ချိန်မှာတရားဝဲလုပ်နေတာ ၄-၅နာရီပဲဒီဘက်ထိုင် နောက်တော့စားမလောက် အဲ့လေးတွေပါပဲ အဲ့ကိုဝင်းကျော်လမ်းတော့ဒီချိန်တရားဝဲပြီးရောက်ပြီလားဆိုရင်ကိုဝင်းကျော်စီကို line မှာလမ်းပေးလိုက်တာ ဆိုတော့ကျွန်တော်အမှ အဲ့စာအောက်ဖက် အမ ပြီး လိုမျိုးပြန်ပြီးပူတာအေးရတယ် တရားဝဲလုပ်နေ အမအဆင့်ကကျတော့စိတ်ဆင်ကိုကြော် အဲ့ သွား ဒီ ပြီး ကဟုတ်တယ် ပူတာအေးရတယ်ပြန်ပြီးတော့တည်တာပြန်နားလေလာတယ်ဓမ္မဘက်ကိုမှသွား ကျွန်တော်လည်း ကျွန်တော်ကတော့အိမ်မှာနေရက်ခဲ့တာ ဟုတ်တယ်လမ်းမိတာ ကျွန်တော်မိရလည်းပြောတယ် direct line မဆက်ကြည့်တရား ဆရာမရှိပြန်ကြောက်လဲကိုယ့်ကိုလှုပ်ချင်တယ်ရှောက်လို့ လောက်ပြရဆို မစာအုပ်ဖတ်ပြီးတော့မာကြီးစာအုပ်ကြီးဖတ်ပြီးလို့တော့ဆရာကြီးဥပ္ပရာအစာအုပ်ဖတ်လို့တယ်နောက်ဆရာတော်တူဆရာတော်ကြီးကစာအုပ်ဖတ် ချိန်မှာ ဒါပေမဲ့အဲ့ဒါကြီးကဘာမှကျွန်တော်ရဲ့တိရမယ့်ဓမ္မတွေကိုဦးဆရာဦးကြီးဖတ်တယ်လို့မသိဆရာဦးကြီးကြားမှာပဲဒါဒီလိုလုပ်ရမယ်လို့ကိုကယုံကြည်သွားတာပေါ့နောက်ကြားထဲမှာဆရာကြီးနဲ့ဘုန်းကြီးတွေနဲ့ဆွေးနွေးတဲ့ခါကျတော့ဘုန်းကြီးတော်တော်များများကတော့အဲ့ဒီတကယ်တက်ကြွတဲ့ဆရာတော်တော်များအမပြောတဲ့အတိုင်းဓမ္မကရဏအောင်ပဲလားဆရာဦးကြီးပြောတဲ့အတိုင်းပဲသူကလာခိုင်းတာဒါပေမဲ့ကိုကအဲ့တော့မှကို့မှာဘာအခြေခံမှမရှိတော့နားအောင်မလဲအခုဆရာဦးကြီးဖတ်တော့မှနားလေဩဒီလိုသွားတာပါလို့ဒီဒါပေမဲ့ကိုကအဲ့ဒီဟာကို့မှာပြန်မရနိုင်ဘူးပြန်မရနိုင်ဘူးဆိုတော့အဲ့တော့ပြန်ကြည့်ရမယ်နောက်ဆရာဦးကြီးကိုလည်းဒီသမကပို့ပြီးနားလေကိုဖတ်လိုက်လိဆက်သွားမယ်ကျွန်တော်ဒါမလို့အမအချင်းတွေကိုကိုမြင့်ဆွေကသုံးသပ်လိုက်တဲ့အခါကျတော့လမ်းကြောင်းမှန်တယ်လို့ပြောတာလေကျွန်တော်ကြည့်ရတာလည်းတကယ်ကိုလမ်းကြောင်းမှန်တယ်လို့တွေ့ရတာပေါ့နော်ကျွန်တော်တော့ကိုကနားလေတော့မဟုတ်ဘူးလေ
အဲ့ဟာကိုကိုကသွားရမယ်လို့လောလောဆယ်သိတယ်ဆရာဦးကြီးဖတ်တာ ဟိုမပြမှာတော့ဒီတိုင်းသူ့ပုံစံတိုင်းဆက်သွားတခုခုထူးခြားလာရင်ဆရာသမားနဲ့ဆက်ဆွေးနေအဲ့လောက်ဆိုရင်ကိုလုံလောက်ပြီနော်သူကနော် မှန်နေပြီ မှန်နေပြီဒီတဲ့နောက်တဲ့ထပ်ထူးခြားလာတယ်ပေါ့ဒီတဲ့နောက်တစ်ဆင့် level လောက်လာတယ်ဆိုရင်ကိုမသုံးသပ်နိုင်တော့ဘူးဒါကြီးကဘလို့မှရှုမှတ်လို့မရတော့ဘူးချိန်နေကြတိုင်းဆရာသမားနဲ့တူနောက်တဲ့တစ်ခုထူးခြားလာရင်ဒီတဲ့တွေ့ကြုံတဲ့ထူးခြားလာရင်ဒါဘလို့ဆက်လုပ်ကြလဲဆိုတာဆရာသမားချင်းကိုချင်းက ရမီတဲ့အတိုင်းဒါတော့ပြောပြပါတော့ ဟုတ် ရမီတာတော့မမီဘူးပဲပြောမိလောက်ကတော့ပြောမှာလေနော်ဟိုကျွန်တော်တို့ဒီတရားအထုတ်ရတဲ့ခန္ဓာကိုယ်ကြီးပျောက်သွားတယ်ဆိုတော့လူတိုင်းပြောကြတာပေါ့ယောဂီတော်တော်များလေဒါခန္ဓာကိုယ်ကြီးပျောက်သွားတယ်လေထဲမှာလွှဲနေသလိုပဲဒါကြာပေါ့အဲ့ဒါကြီးခန္ဓာကိုယ်ကြီးပျောက်သွားတယ်ခန္ဓာကိုယ်ရှာလို့မတွေ့တော့ဘူးဆိုတာတကယ်တော့လေအဲ့ခန္ဓာကိုယ်ကပျောက်တာ ပြန်မဟုတ်ဘူးမဟုတ် focus ပြောင်းသွားတာ ဟုတ်တယ် focus ပြောင်းသွားတယ်ဒီပြောမယ်ဆိုတော့စုညံမှန်သွားတာကိုခေါ်တာပေါ့စုညံမှန်လို့ရှိရင်ပြညတ်ပေါ်မှာတင်နေတဲ့ကြောင့်ဒီခန္ဓာကမပြောင်း မပြောင်း ဟိုပထမမှာကခန္ဓာမရှိဘူးပထမမှာသဘောတရားပဲရှိတာဟုတ်အဲ့တော့ဒီသဘောတရားပေါ်မှာ focus ကရောက်သွားတဲ့ခါကျတော့ကြာတဲ့ခေါင်းသားချီလက်ကိုယ်ရကဆိုတဲ့ပြညတ်တွေကစုညံမှာမပေါ်တော့တာ ပေါ်တော့လား မပေါ်တော့တာကာမန်ချိန်မှာတော့ဒီခေါင်းသားချီလက်ကိုယ်ရကသူကယောက်ျားမိန်းမဆိုတဲ့တက်ရှိသက်မဲ့ဆိုတဲ့အရာတွေကပြညတ်သဘောတရားတွေကအများတန်းရှိနေ ရှိ တယ် နေတယ်ရှိနေတယ်ရှိနေတဲ့ခါကျတော့တယောက်ကိုတယောက်ကြည့်တော့လဲခန္ဓာတွေပဲမြင်တာ မြင်တာ ပုဂ္ဂိုလ်မှန်ထဲမှာရှိတော့လဲခန္ဓာလို့ပဲမြင်တာအဲ့လိုခန္ဓာတွေမြင်နေရနေပြီးတရားထုတ်တဲ့ချိန်မှာခန္ဓာကြီးကြောက်သွားဆိုတော့ဒီခန္ဓာကြီးကိုရှာလို့မတွေ့တာမ မ ဟုတ် တွေ့တာမဟုတ် ဒီခန္ဓာရှိ ခန္ဓာရှိတဲ့သဘော အဲ့ခန္ဓာရဲ့ခန္ဓာကိုသိတဲ့အသိကနေပြီးတော့ပရမတ်ကိုသိတဲ့အသိပေါ်ရှုညာပြောင်းသွားတာအဲ့ပေါ်မှာရှုညာထိုင်ကြ ထိုင်ကြသွားတယ် ဒါကိုပဲခန္ဓာပြောက်တယ်ခေါ်တာ ဟုတ်တယ်ဟုတ်တယ် ဒီခန္ဓာမပြော မ င်း ပြောင်းဘူးမပြောင်းဘူး ဘာကြောင့်လဲဆိုတော့ဒီပရမတ်ကဒီအထက်ပေါ်မှာမတည်ရင်ပရမတ်ကရှုလို့မပဲရဟုတ်တယ်မလားပရမတ်ကအထက်ပေါ်မှာပဲရှိတယ် ထဲပုံပါပဲ ဟိုပထဝီတည်သောအဘောဝါရောဆိုတာအထယ်မရှိရင်သူမှ ထဲ မရှိ မရှိဘူး သူ့ကင်လို့မရအောင်စမ်းသပ်လို့မရ တ အောင် န်တက်လို့မရဘူး အထယ်ရှိမှာအထယ်ရှိမှ तू ကဆိုရပါလို့ဆိုရင်ဒီမျက်စိဆိုတဲ့မျက်စိအကြည့်ရှိမှအဆင်းဆိုတဲ့ရုပ် ကျုပ်ကိုမြင်တာ တည်ခွင့်ရှိတာဟုတ်တယ်အဲ့လိုပဲခန္ဓာလို့ခေါ်တဲ့ဒီဟိုကာယပတ္တာဒကာယပတ္တာဒဆိုတဲ့ဒီခန္ဓာကြီးရှိမှဖုဒ္ဓဘာဆိုတဲ့ဓမ္မဆိုတာပေါ်ခွင့်ရှိတာဟုတ်အဲကြောင့်မလို့ဒီအာယုံ6ပါးမှာဟလာဒီအခန္ဓာပေါ့အခန္ဓာ6ပါးမှာအတိုက်တက်6ပါးပေါ်တော့မှအပွင့်တက်6ပါးဖြစ်တာလေဓာတ်18ပါးအဲ့တော့ဒီဓာတ်18ပါးမှာအပွင့်တက်6ပါးဆိုတာကအထယ်မှမဟုတ်တာအထယ်မဟုတ်ဘူးလေဟုတ်တယ်မလားအဲ့တော့ကိုကသိရမှာကအခန္ဓာကိုသိရမှာလည်းမဟုတ်ဘူးဟုတ်တယ်မလားဒီအတိုက်တက်ကိုသိရမှာလည်းမဟုတ်ဘူးအပွင့်တက်ကလေးနေပွင့်လိုက်ပြက်လိုက်ပေါ်လိုက်ပြောက်လိုက်အဲ့ဒါကိုပဲသိနေရမှာ အဲ့တော့ဒီအပွင့်တက်ကိုပဲသိနေတဲ့အချိန်မှာဒီပေါ်မှာပဲရှုညံကခဏိကသမာဓိတွေဆက်သွားတဲ့အချိန်မှာအဲ့တော့ခန္ဓာရောက်တယ်ပေါ့ ဟုတ်တယ် တက်လား ခုနကဟို မပြောင်းဘူး လမ်းကျိတ်ဆက်ကြီးကြိတ်တယ်လို့ပဲဆိုတာအဲ့မှာလမ်းကျိတ်ဆက်ကြီးမြင်နေတာတော့မဟုတ် လမ်းရိပ်ဆက်ကြီးမြင်တာမဟုတ်ဘူးသဘောတရား သဘောတရားကိုပြောအဲ့အချိန်မှာအဲ့လိုရှုမှတ်နေတဲ့အချိန်မှာခန္ဓာကဒုက္ခဝေဒနာတွေတကယ်ဖြစ်နေတာလားဒါမှမဟုတ်အဲ့သဘောလေးကိုပဲသိနေတာလား အဲ့သဘောပဲသိနေတာ သ ပေါ့ ဘောပဲသိနေ အဲ့သဘောပဲသိနေတာပေါ့ ဟိုစအထုတ်တဲ့အချိန်နာမှုကျင်မှုဝေဒနာနဲ့မတူဘူး စအားထုတ်တဲ့အချိန် နာကျင်တာကြောင့်တကယ်နာတာ တကယ်နာတာလေနာတာ အဲ့မှာလမ်းကျိတ်ဆက်တဲ့ဥပမာကနာနေတာတော့မဟုတ် နာ ဘူး နေတာတော့မဟုတ်ဘူးသဘောတရားသူသဘော ဒီ တ လို ရား ပါရောင် อืม နားတဲ့ကျင်းတဲ့ကြိုက်တယ်ခဲတယ်ဆိုတော့ပြင်းထန်တဲ့ဝေဒနာပေါ့ တတိယဒုက္ခဝေဒနာ ဒုက္ခဝေဒနာ အဲဒီဒုက္ခဝေဒနာတွေပေါ်နေပြီးတော့အဲ့ဒါကြီးကိုထင်းထင်းရှားရှားဖြစ်နေတာဆိုတော့လမ်းကျိတ်ဆက်နဲ့ဥမာ ဥ ပေး ပ တာ မာပေးတာဥပမာပေးတာ ဥပမာပေးတာ အဲ့ဒီဟာကိုပဲသူဆက်လိုက်ပြီးတော့စူးစိုက်ကြည့်ရင်လည်းအဲ့ဒါကြီးက တိုးလိုက် အတုံးလိုက်အခဲလိုက်ဒီဖြစ်နေတာမဟုတ်ဘဲနဲ့ဒီအတိုးလျှော့ သူ့ရှိုးတွေရောအမုံအမွားတွေရောဖြစ်လာတယ် တိမ်မွေးတာကြမ်းတမ်းတာဒီလို လူညံ့တာတွေရောအဲ့လိုဖြစ်လာတယ် ဖြစ်လာပြီး ဒီ သ လက်ခါကျ ဘော တော့ တွေအေးသဘောတွေ ဝေဆိုတဲ့ဒီသဘောလေးတွေပဲမြင်တော့တယ်ဒီအတိုးဆုပ်ဆိုတာလည်းသဘောလေးတွေပဲအဲ့ဒါကိုမြင်သွားတဲ့ခါကျတော့ခုနလမ်းကြီးဆက်လို့ဟာပြောင်းသွားတယ်လို့ပြော အဲ့ပါလေးကိုကလည်းကျွန်တော်အဲ့ဒါကျွန်တော်ပြောနေတာဆရာဦးကြီးနဲ့တော့ကြော်ကြိုက်တယ်ဆိုတော့အဲ့ပိုင်းမှာအရင်ကြိုက်။ तू ကနားတော့နားတယ်လို့တော့မမှတ်တော့ပြန်နဲ့။နားတဲ့သဘောကိုသူလှမ်းကြည့်လိုက်တဲ့အချိန်မှာအဲ့ဒီဟာတွေလွယ်လွယ်ကူလေးကြော်ဖြတ်သွားတာ။သူများရဲ့ဖြစ်တယ်လို့ကျွန်တော်မဖြစ်ဘူးဆိုတော့ကျွန်တော်အဲ့ဒါကန်ကောင်းတယ်ကျွန်တော်ကဆရာမရှိရင်ပဲဟိုဒါပေမဲ့ဟိုဆရာမရှိတော့လုံးဝမရှိတာတော့မဟာစီနီးတော့ရှိတာပေါ့နော်။ဟိုဖတ်ထားတာတော့ရှိတာ။ဒါပေမဲ့အဲ့သဘောကိုပဲကိုကသွားကြည့်မိလိုက်ပြီ။အ
ကိုကဘာမှမသိဘူးရမ်းနာနေမှန်းတော့သိတယ်ဒါပေမဲ့ဆရာဦးကြီးပြောသလိုနာလေလို့တော့မမှတ်နဲ့လို့ပြောထားတဲ့ခါကိုကျွန်တော်ကဒါဆရာဦးကြီးကိုမဖတ်ဘူးပဲနဲ့ဆရာဦးကြီးပြောသလိုမျိုးပဲကျွန်တော်နာလေလို့မမှတ်ပဲနဲ့အမမှတ်တယ်လို့ပဲဒါဥမာပေးနေတာအမလမ်းကြီးဆိုတာသူဥမာပေးတာလေဖြစ်နေတဲ့သဘောကိုပဲအမစိုက်ကြည့်လိုက်တာ ဟုတ်တယ် စိုက်ကြည့်လိုက်တဲ့ခါကျတော့မာတဲ့သဘောကြီးကိုတွေ့တော့လဲဆက်ကြည့်လိုက်တဲ့ခါကျတော့မာတာရထည့်လိုက်ကြည့်ပထမဆုံးဒူးကြီးအကြီးကြီးပဲကြည့်နေတော့တေးဝိုင်းနောက်ဆုံးကျတော့တွေးတိုးတဲ့ပုံစံလေးတော့ပဲရှိတယ်ကိုပြောသလိုအတုံးဆက်ဘယ်လိုခေါ်မလဲအတိုးအဆုပ်လေးဖြစ်နေပြီးနောက်ဆုံးကျတဲ့ခါကျလုံးဝမရှိတော့ပဲနဲ့လူကအရန်ကိုဒုက္ခချမ်းသာဖြစ်သွားတကယ်ကိုပေါ့ပါပြီးတော့ဒုက္ခချမ်းသာနေနေအဲ့မှာခန္ဓာကိုယ်ဆိုတော့လုံးဝမရှိနေပဲနေတယ်အချိန်မှာကျွန်တော်ရဲ့ပြဿနာအဲ့ဒါကျွန်တော်ကြောင့်ဟိုနေမကောင်းဖြစ်တယ်အခုလိုပေါ့မျိုးလုံးကြီးခွဲလိုက်တယ်ကျွန်တော်ဝေနာတအားပြင်းတယ်ခေါင်းတွင်းထုလို့ကိုက်နေတယ်ကျွန်တော်မှကြောက်စိတ်မရှိဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒါကျွန်တော်အခုမမှတ်ချင်လို့နေနေမှတ်ချင်အခုကောက်မှလိုက်တယ်ဒါပြောက်ပါမရှိတော့ ကိုသူရကလည်းကျမအဲ့ဒါလေဟိုသမီးဘိုက်နာတော့ကလေကျမတရားမှတ်တာလေတရားမှတ်တာလေဘိုက်ကတကယ်တော့ခလေးကမွေးချိန်တန်းနေပြီအဲ့ဒါဟိုတရားမှတ်နေတာကျမအဲ့ဒီကိုသူရလိုပဲကျမသူ့လိုမျိုးပဲအဲ့ဟာကိုကျမကြော်လွန်ခဲ့တာကိုဒီလောက်အရင်ဖြစ်ပြက်ခဲ့တဲ့ဝေဒနာကြီးကိုလေကြော်လွန်ခဲ့တော့ငါအဲ့ဟာကြီးတော့ငါခံစားခဲ့ရတာဒီခလေးဘိုက်နာတာတော့သူများတွေဘိုက်နာတာတအားနဲ့ဘေးပတ်ဝန်းကျင်အော်နေပြီတက်မှာမွေးတာလေစစ်တဲ့အတိုင်းဝိုင်းထဲမှာမွေးတာဆိုသူများတွေကအော်နေပြီအသက်ကုန်သိလားကျမတစမ်းမအတန်ထောက်အော်ရဲနဲ့ကြိတ်ခါနာနားတယ်ငါဒီဝေဒနာလေးတော့မခံနိုင်ဘူးလားငါသေးသွားရင်ဒီတဲ့မကဆိုးမှဆိုးပြီးတော့လေနားလို့နာမှန်းမသိလားနားလို့နာမှန်းမသိပဲနဲ့လေမွေးကိုမမွေးနိုင်တော့တာအဲ့ကလေးနားလို့နာမှန်းမသိပဲမနာပဲနဲ့ကလေးကမထွက်တော့ဘူးရေမွားပေါက်ကြနေပြီကလေးမထွက်တော့အဲ့နဲ့အထက်ကဟိုဟာစိတ်မချလို့ဟိုဘုံမှုကလာပြီးဆန်းလဲဆန်းဟောအထက်ကကလေးကရေမောနေပြီအဲ့နဲ့မဖြစ်မနေခွဲလိုက်ရတာကျမအဲ့ဒါတရားမှန်နေတာနားတယ်ငါနားတယ်ငါဒီဝေဒနာကိုမကြော်နိုင်ဘူးလားဆိုပြီးကျမအဲ့ဒါတရားမှတ်တာအဲ့ကလေးဘိုင်းနာတာသူများတွေကအတကုံအော်ဟဲ့နာသူသိတယ်သူများတွေကအတကုံအာနဲ့ကလေးဘိုင်းနာတာလေအော်ကြတာအဲ့ကိုကသူတို့ကိုကြားပြီးရှက်လို့သူတို့အော်တာကိုကြားပြီးကျမရှက်လို့အော်ချက်အဲ့လို ကောင်းတယ်နော်တရားမှတ်ပါမယ် ဘိုင်းနာတဲ့ဝေဒနာကိုလေကလေးဘိုင်းနာတော့ပေါ်ဆိုးတာ တော့ပါလေရှိတယ်စိတ်လည်းငြင်းချမ်းတယ် မှခွဲမှုနော် ပြောလောဘလည်းလောဘပြင်မှန်းတည်တယ်ဒေါသလည်းဒေါသပြင်မှန်းတည်တယ် အဲ့ကလေးကဒီမှာပေါက်ပြီးတော့လေဒီမှာလည်းနားမှတ်ဟာလည်းမှတ်သူများရောဟင်းနေကြတယ်သိရောဟုတ်ကဲ့လေးမွေးတယ်ကွာ ဟိုအရန် ကျမအဲ့တိုင်းမဝင်နိုင်လို့ခွဲ ကိုငွေတွေထဲမှာဆုံးရှုံးတယ်အဲ့ဒီတများစိတ်တော့ကားပြပြီးရိုက်ချတဲ့အခါကျတော့တချို့ဆိုလို့ရှိရင်တော့လမ်းကျသွား ကြီးမမလေးခံစားလိုက် ငါသူ့လောက်မစိုးသေးဘူးငါသူ့ပြန်ကြည့်လို့ရှိရင်သူအခြေအနေစိုးနေတယ်ဟောငါဒီဟာကိုနည်းနည်းတန့်မှဖြစ်မယ်ဆိုပြီးတော့ဟိုပြောမယ်ဒေါသမျိုးနဲ့မရဘူးလို့အမင်းအော်ကြီးရှိကျန်တယ်အဲ့လိုမျိုးကြောက်ကြရှက်တယ်လေ ဒီအများစိမ့်တော့ အဲ့လိုတော့ခံနိုင်သွားတာပေါ့နော်သတိနဲ့ ဒီကြံပုံဒီနာပေါ့ဆုံးရှုံးနေသေးတယ်မှာ150 200နီးပါးလောက်ဆုံးရှုံး ဒါနဲ့တော့ကြတော့ပိုး အဲ့လိုငွေနဲ့ပတ်သက်ပြီး ယူရင်ယူသလိုရတယ် ဒါပေမဲ့ဒဏ်ခံနိုင်သွားတာပေါ့ ပေါ့တန်တန်နေပေါ့တန်တန်မရဘူးကိုယူရင် အဲ့ကိုကလည်းအရန်ကြီးတဲ့ကိုဘာနဲ့မှမတူဘူး ဟုတ်တယ်ဒဏ်ခံနိုင်သွားတာ လူ သူက ချင်းမှုဆွတ်ထွက်ခဲ့တာ ဆုံးရှုံးနေတာကသိတာမကြဘူးဆုံးရှုံးဒါပေမဲ့ ပြီလားတိုက်ပြီးတယ်နမူနာထားပြီးတော့ အော်သူကငါတဲ့အခြေအနေဆိုလို့ဒီလောက်ကြီးဖြစ်သွားတာငါအခြေအနေမဆိုးသေးဘူးဆိုပြီးတော့စိတ်ကဖြင်းနိုင်တယ်ပေါ့တရားအထုတ်ခြင်းအကျိုးကျေးဇူး ဒီခုနကလေးမွေးတဲ့အာမှာကျွရင်ရှိဝင်နေအဲ့လိုခန္ဓာရှိသွားပြီးတော့ဟိုကလေးဒီလိုဖြစ်သွားဆိုတာလေအဲ့တော့တဘာဝကြတဘာဝကြတာဆိုတာတာမန်ဆိုတော့မဟုတ်တော့ဘူးထင်ရတာဟုတ်ကျွန် မ တော် ဟုတ်တော့ဘူးထင်ရတာ မဟုတ်တော့ဘူးထင်ရတာလိုက်နာတဲ့ကိစ္စကလေးကမွေးကိုမွေးမှာပေါ့တရားရှိလို့ပဲကလေးမမွေးဘူးလားဆိုတော့ဟာကြီးကတာမန်အဖြစ်နားမလည်နိုင်ဘူးအခုဒီဥပမာကျွန်တော်ဥပမာလေးကနည်းနည်းပြောနားဟိုဆိုကောင်းဆိုနေကျွန်တော်တို့ဒီဝင်းရစ်တဲ့အခါလေဝင်းတိတ်သွားခြင်းတဲ့အခါကြောင့်ရှင်ကျွန်တော်ဟိုသွားခြင်းနဲ့စိတ်ပေါ်မှာအခြေခံပြီးတော့ကျင့်အားဆိုတာပေါ်တာလေ ဟုတ်တယ် သွားခြင်းနဲ့စိတ်မဖြစ်လို့ရှိရင်ညှင့်အားပါမရှိ ရှိဘူး သတိပဋ္ဌာန်နဲ့ဆိုတော့နော် အဲ့သဘောပဲသိရမလားအဲ့တော့ကလေးဟိုမွေးခြင်းနဲ့စိတ်ဖြစ်လာရင်နာခြင်းနဲ့နာတဲ့စိတ်ဖြစ်လာရင်မွေးခြင်းနဲ့စိတ်ဖြစ်လာရင်ညှင့်ခြင်းနဲ့စိတ်ကဖြစ်တယ်လေတောင်းအားအဲ့မှာအဲ့မှာဟိုကမစားလေးကိုပံ့ပိုးတာပေါ့တောင်းပို့တာအဲ့တော့သူကဒီမှာလောက်တဲ့ခါကျတော့ဒီဝေဒနာမထင်ရှားတဲ့ခါကျတော့ကမစားလူမပံ့ပိုးတော့အဲ့လိုဖြစ်တာအဲ့ဒါလက်မခံနိုင်ကြမရှိဘူးသိလားအဲ့ဒါသဘာဝကျ
အဲ့ဒါတဲ့မပြောနဲ့တကယ်ကာမကိစ္စကာမကိစ္စကိုကျွန်တော်တို့ကဒီကာမစိတ်ရှေ့ဆောင်ပြီးတော့ဗောဗျာဒီမိမနဲ့ငါနဲ့ပျော်ပါလိုက်အောင်မယ်ဒီရတော့ငါခံစားလိုက်အောင်မယ်ဆိုတဲ့စိတ်ကိုတဏှာစိတ်ကိုရှေ့ကပြေးလိုက်တာတဏှာစိတ်ကိုရှေ့ကပြေးလိုက်ပြီးတော့အဲ့ဒီမိမနဲ့ဒီထိတွေ့လိုက်တယ်ဆိုလို့ရှိရင်အဲ့ထိတွေ့ရတာစပြီးအရသာရှိတယ်ဘာကြောင့်လဲဆိုတော့တဏှာစိတ်ကရှေ့ကပြေးတာတဏှာစိတ်ကရှေ့ကပြေးတဲ့အတွက်ကြောင့်သူ့လဲသားကိုလဲသားပဲဟုတ်တယ်ပါသူ့လဲသားကိုလဲသားပဲချွေးထွက်နေတယ်ငွေညင်းပေါက်တွေနဲ့ချွေးထွက်နေတယ်ဒီဟာကြီးကယွန်းစရာကြီးပဲတကယ်တော့သူလဲကိုယ်တော့ကိုယ်လိုပဲကိုယ်လဲသူ့လိုပဲလူလဲလူလဲဒီလိုက်တယ်ဒါမှမဟုတ်ဒီသဘောတရားအစ်စ်ပေါ်မှာကိုယ့်ရဲ့တဏှာရာဂစိတ်ကဖုံးလွှမ်းလိုက်တဲ့ခါကျတော့အဲ့ဒီဟာကြီးကိုသွားထိရတာကိုကနှွေးကနေရှေ့ကနေနဲ့ feed ဖြစ်စေတာပေါ့ feed တက်စေတာပေါ့အဲ့ဒါပါတဏှာရာဂစိတ်ကသူကရှေ့ရသွားတာတဏှာရာဂစိတ်ကရှေ့ရသွားတဲ့ခါကျတော့တာယာဘွယ်မဟုတ်တာကိုမတာယာဘွယ်မဟုတ်တာကိုတာယာဘွယ်ထင်သွားတာအဲ့လိုမှမဟုတ်ဘဲနဲ့ကိုကတဏှာရာဂစိတ်ကိုရှေ့ရနေတော့အေးမလှုပ်ဘူးဉာဏ်ပညာနဲ့သွားမယ်တကယ်ပါတော့ဗျာဟိုမိမနဲ့အိတ်နေလို့မိမဟိုဘက်ကိုလှည့်အိတ်နေတယ်ကိုကအနောက်ကနေပြီးတော့ဉာဏ်ပညာကိုရှေ့ရပြေးပြီးတော့တဏှာစိတ်မထားဘဲနဲ့ကိုကသူ့ကိုအနောက်ကနေသွားပြီးဖတ်လိုက်မယ်ဆိုလို့ရှိရင်ဘာပြီးမှမတက်ဘူးသိမှာအဲ့ဒါကျွန်တော်တို့စိတ်ကဉာဏ်ရှင်လားဉာဏ်မရှင်လားဉာဏ်ရှင်တဲ့စိတ်ကဉာဏ်ရှင်တဲ့စိတ်နဲ့ဉာဏ်မရှင်တဲ့စိတ်ကအဲ့လိုစကားပြောနော်ဟုတ်တယ်ဖို့တဲ့မတဲ့တော့ပြင်းထန်တာမရှိတော့ဘူးဒီလောကအဲ့ဖို့တဲ့မတဲ့တော့ပြင်းထန်တဲ့စိတ်ကိုတော့အဲ့လိုဉာဏ်ရှင်လိုက်တာနဲ့အဲ့စိတ်ကသွားတာသွားတာမလို့ကြံတဲ့အရာတွေကကျင့်သားရတဲ့လူတွေကဒါတွေကသိပန်းကြည့်လိုက်ပါဟုတ်တယ်အမှန်တကူတော့ရှိတာပါဗျာဒီဟာကတော့မွေးမဲ့လူကတော့မွေးဖို့ဟိုပဲချောချူမွေးဖို့အာရုံပြုရမှာပဲအင်္ဂါတက်ချင်တဲ့လူကတော့အင်္ဂါချောချူတက်ဖို့ပဲအာရုံပြုရမှာပဲဟိုအဓိကနဲ့တာမရအောင်သွားရမှာဟုတ်ဒီလိုမှပုံပေါ်တဲ့ဝင်းတာတဲ့စိတ်ကိုတရားရှုလို့ပြောက်သွားပြီးတော့အဲ့ဒါကြီးဆိုလဲတက်မဝင်းချုပ်ပြီးကြံခဲ့လဲမကောင်းလေးဒါအဲ့လိုကျမအဲ့လိုကြီးဖြစ်တာလေကျမ